Okay မင်္ဂလာပါ KS2 Technology မှာကြိုဆိုပါရစေကျွန်တော်ဒီ video မှာဆိုရင်တော့ကျွန်တော်ဒီ single product create လုပ်တဲ့ပုံစံလေးကိုပြပြမှာပေါ့နော် single product ဆိုတာတော့ကျွန်တော်ဒီပုံမှန်ရိုးရိုးကျွန်တော်ဒီပစ္စည်းတွေကိုဆိုလိုတာပေါ့နော်အဲ့တော့ကျွန်တော်ဒီပထမဆုံးအနေနဲ့စပြီးတော့ product create လုပ်ဖို့တော့ကိုကျွန်တော်ဒီ base tab ကကျွန်တော်ဒီ product ဆိုတဲ့ tab လေးကိုသွားပေးရမယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ app product ဆိုတဲ့ဟာလေးကိုနှိပ်ပေးရမယ်ပြီးရင်ကျွန်တော်ဒီ single product ကျွန်တော်ဒီထည့်မဲ့ပစ္စည်းရဲ့နာမည်ပေါ့နော်ကျွန်တော် demo product ဆိုပြီးတော့ပဲထားလိုက်ပါတော့product တစ်ခုပေါ့နော်ကျွန်တော်ပြီးရခါကြရင်ကျွန်တော်ဒီကုတ်နံပါတ်ကျွန်တော်ဒီကုတ်နံပါတ်ကကြတော့ကျွန်တော်ဒီဘာကုတ်ထားခြင်းတဲ့အခါမှာဆိုရင်ကျွန်တော်ဒီဘာကုတ်ထုတ်မယ်ကျွန်တော်ဒီကုတ်နံပါတ်ကိုယ်တိုင်တတ်မှတ်လို့ရတယ်လို့ကျွန်တော်ဒီပစ္စည်းကပါတဲ့ကုတ်ကိုပဲဘာကုတ်အနေနဲ့သုံးမယ်ဆိုရင်ပစ္စည်းမှာပါတဲ့ကုတ်နံပါတ်ကိုပဲကျွန်တော်တစ်ခါတည်းဒီမှာရိုက်ထည့်ထားမယ်ဆိုရင်အဲ့ဒီပစ္စည်းရဲ့ဘာကုတ်ကို scan ဖတ်ပြီးတော့ပြန်ပြီးရှာပြီးသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ကျွန်တော်ဒီကုတ်နံပါတ်ကိုကြော်သွားလိုက်မယ်ပြီးတဲ့ခါကျရင်ကျွန်တော် unit ပေါ့နော် unit မှာဆိုရင်သူ့ကိုဘယ်လို unit ထားပြီးတော့သုံးပါလဲ unit 2မျိုး3မျိုးရှိရဆိုရင်လည်းဥပမာ pieces ရဲ့ unit အကြီးပေါ့နော်သူ့ကိုပြန်ချိတ်တဲ့ unit တွေရှိရဆိုရင်လည်းကျွန်တော်ဒီ unit တွေကိုတစ်ခါတည်းတွဲပြီးတော့မှတ်ထားခဲ့လို့ရမှာပေါ့နော်ပြီးရင်သူက brand ရှိရဆိုရင်လည်းကျွန်တော်ဒီမှာ brand တွေရွေးထားခဲ့လို့ရမယ်ပြီးရင် category ရှိရဆိုရင်လည်းသူက category လေးတွေကိုကျွန်တော်ဒီမှာတစ်ခါတည်းတွဲပြီးတော့မှတ်ထားခဲ့ရမယ်ပေါ့နော်ပြီးရင်သူ့အတွက်ကိုကျွန်တော်ဒီဓာတ်ပုံထည့်ခြင်းလဲဆိုရင်ကြတော့ product image မှာကျွန်တော် browse ကနေတစ်ဆင့်ဓာတ်ပုံလေးရွေးပြီးတော့ထည့်လို့ရမယ် alert quantity မှာကျတော့ကျွန်တော်ဒီပစ္စည်းဘလောက်ဆိုရင်ညော့နေပြီဆိုပြီး alert ထားခြင်းလဲပေါ့နော်ဥပမာ30ထားခဲ့တယ်ဆိုရင်ပစ္စည်းက10ခုပဲကျန်တော့တယ်10ခုအောက်ရောက်သွားတယ်ဆိုရင်ပစ္စည်းညော့နေပြီထပ်ဝယ်ဖို့အတွက်ကိုသူကနေပြီးမှပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ product က single product ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ product ကို single အနေနဲ့ပဲထားထားမယ်ကျွန်တော်ဒီ product ရဲ့ဝယ်ဈေးရှိမှာပေါ့နော်ဝယ်ဈေးက12000နဲ့ဝယ်ဆိုရင်ကျွန်တော်ရောင်းဈေးက1000ဝယ်နဲ့ရောင်းမယ်ဆို1000ဝယ်ကျွန်တော်ဒီရောင်းဈေးနေရာလေးမှာဖြည့်ပေးလိုက်လို့ရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီ margin မှာဘယ်လောက် margin ချလဲဆိုတော့ရာခိုင်နှုန်းနဲ့သူပြပေးမယ်ဒါမှမဟုတ် margin မှာပဲကျွန်တော် 10% တင်နေဆိုပြီးတော့ထားလိုက်တယ်ဆိုရင်1200ပေါ့နော်12000ရဲ့အဲ့ဆိုသူတခါတည်း margin percent ပေါင်းသွားပေးပြီးတော့ကျွန်တော်ဒီမှာ13200ဆိုပြီးတော့သူတခါတည်းပြပေးမယ်ပေါ့နော်ကျွန်တော်ဒီဈေးထည့်တဲ့ခါကျရင် margin ကိုတွက်ပေးမယ် margin ရာခိုင်နှုန်းကိုထည့်တဲ့ခါကျရင်ဈေးတစ်ခါတည်းတွက်ပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ save လိုက်မယ်ဆိုရင်ဒါဆိုရင် single product ကိုကျွန်တော်ဒီ create လုပ်ပြီးသွားပြီပေါ့နော်